ကိုယ့်ရဲ့အလောက်ကဝန်ထမ်းပိုင်းဖြစ်လေဝန်ထမ်းပိုင်းစသဖြင့်အစမပြေမှုတွေအရန်များတာကိုကျွန်တော်တွေ့ရတယ်အဲဆိုတော့ကျွန်တော်ကဒီပြဿနာလေးကိုရှာတွေ့ရပါတော့ဒီပြဿနာလေးကိုရှာတွေ့တော့ကျွန်တော်ဒီပြဿနာလေးကိုကျွန်တော်တတ်နိုင်တဲ့ဘက်ကပေါ့နော်တတ်နိုင်တဲ့ဘက်ကနေကူညီပြီးတော့မှဖြည့်ရှင်းပေးဖို့အတွက်ကျွန်တော်ဒီဗီဒီယိုလေးကိုလုပ်ဖြစ်တာဖြစ်ပါတယ်ကျွန်တော်ကတော့ဘင်းဆရာဆိုမှတော့ကျွန်တော်ကဘင်းရတရားနီးလန်းနေပြီးတော့ပဲလူတွေကိုတနည်းတစ်ဖုံနဲ့ကန်ထောက်ပံ့ရအောင်ငွေကြေးပိုင်းတွေအဆင်ပြေအောင်ငွေဝင်စေရတရားတွေရောင်းကုန်ပစ္စည်းရောင်းအားတက်စေမဲ့ရတရားတွေစသဖြင့်ဒါမျိုးတွေပဲကျွန်တော်လုပ်ပေးနိုင်တာရှိတယ်ပေါ့နော်အဲဆိုတော့ကျွန်တော် line မှာအမြင်တင်နေတဲ့ရတရားလေးတွေလည်းလိုက်ပြီးတော့မှလုပ်ကြည့်ပါကျွန်တော်အလင်းသိမ့်သလိုတင်ပေးပါမယ်ကျွန်တော်ဒီဗီဒီယိုလေးမှာလည်းငွေကြေးပိုင်းနဲ့ပတ်သက်လို့စောင့်ရန်ရှောင်ရန်တော့မဟုတ်ရတရားလေးတွေကိုကျွန်တော်ပြောပြတော့ပါမယ်ကျွန်တော်ပထမဦးဆုံးပြောချင်တာကကျွန်တော်တို့မှာဒီနေ့တစ်နေ့စတင်လာပြီဆိုတာနဲ့ဝင်ငွေနဲ့ထပ်ငွေစာရှိတယ်ကျွန်တော်လုပ်ငန်းတစ်ခုလုပ်တယ်ပထမဦးဆုံးရတဲ့ငွေကိုကျွန်တော်တခြားနေရာတွေမှာမသုံးမဲနဲ့ကောင်းတဲ့နေရာတွေမှာသုံးမယ်ဆိုလို့ရှိရင်အဆင်ပြေဘယ်လိုမျိုးလဲဆိုတာကျွန်တော်တစ်ချက်ရှင်းပြမယ်ဥပမာကျွန်တော်တို့ဒါဒီနေ့ဒီနေ့ဥပမာကျွန်တော်အလုပ်လုပ်ကြရွယ်ဆိုပါစို့ဈေးတိုင်းဖွင့်တယ်ပထမဦးဆုံးလာပြီးမှဝယ်တဲ့ customer သူမဟုတ်လာပြီးမှဈေးဥဖောက်တဲ့သူပေးသွားတဲ့ပတ်စံလေးကိုကတခြားနေရာတွေမှာမသုံးမဲနဲ့ကောင်းကျိုးဖြစ်စေတဲ့နေရာတွေမှာပြန်ပြီးတော့မှသုံးဆွဲရမျိုးဘယ်လိုမျိုးလဲဆိုတော့ဥပမာကိုကဒီနေ့စိုင်ဖွင့်လို့မလို့ပထမဦးဆုံးရောင်းရတဲ့ငွေလေးဥပမာ9000နဲ့တရွက်ရပြီပဲဆိုပါဆိုအဲ့တရွက်ကိုကျွန်တော်ကြံတဲ့အရာတွေဘယ်ရာမှမသုံးသေးပဲနဲ့ဖျားပန်းလေး200ဘိုးလောက်ဝယ်လူလိုက်တာမျိုးသို့မဟုတ်ဖျားပန်း900ဘိုးလောက်ဝယ်လူလိုက်တာမျိုးတို့စီမီလေးဝယ်လူလိုက်တာမျိုးတို့ဒါမှမဟုတ်ရှင်လဲကိုကတခြားသူကိုကောင်းကျိုးဖြစ်စေရန်အလုံငွေထည့်လိုက်တာမျိုးလေးတွေတို့တရားတရားနည်းများမဆိုကုသိုလ်ပြုတ်လိုက်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးလေးလုပ်မယ်ဆိုလို့ရှင်ကကျွန်တော်ကငွေလေးရအောင်လို့တိတိတတ်တာလေးကိုဒီမှာငွေမြဲနေသလိုသို့မဟုတ်ငွေဝင်သလိုခံစားလေးရှိတယ်ဗျအဲ့ဆိုတော့ကျွန်တော်ပြောချင်တာကပထမဦးဆုံးကိုရတဲ့ငွေကိုတခြားနေရာတွေမှာမသုံးပါနဲ့မသုံးမဲ့နဲ့ကျွန်တော်တို့လှူဒန်းတဲ့နေရာတွေမှာအနေနဲ့ကျွန်တော်လေးလှူကြည့်ပါဒါမှမဟုတ်လို့ရှင်လည်းကျွန်တော်အနည်းသက်ဆုံးကိုယ့်အိမ်မှာရှိတဲ့ဖရားကိုယ့်အိမ်ကဖရားမှာပန်းလေးဝယ်ပြီးတော့မှကတ်ကြည့်ပါဥပမာကျွန်တော်ဆိုလို့ရှင်လည်းကျွန်တော်တို့ဒါတနေ့ဘင်ဟောတယ်ပေါ့နော်ဘင်ဟောလို့ကျွန်တော်ပတ်စံရလာပြီဆိုတာနဲ့ကျွန်တော်ကတခြားအရာတွေကိုမသုံးဘူးဥပမာအင်ကြီးဝယ်စားဝယ်ခြင်းနဲ့ဒါမှမဟုတ်တခုခုပေါ့နော်ကိုဝယ်ခြင်းတဲ့အရာတွေကိုမသုံးသေးပဲနဲ့အမွှေးရံလေးတစ်ထုပ်လောက်ဖះမှာဝယ်မှကတ်လိုက်တယ်ပြီးတော့မှကြံရလာတယ်ကြံတဲ့ပတ်စံလေးကကျွန်တော်ကတခြားဟာတွေသုံးတယ်အဲ့လိုမျိုးသုံးတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ငွေလိုအပ်နေတဲ့အခါမျိုးမှာငွေကအလွယ်တကူကိုယ့်အနောက်ရောက်လာတယ်ပြီးတော့ကိုယ့်ကိုကူညီမဲ့သူတွေလည်းပေါ်လာတယ်အဲ့လိုမျိုးပေါ့ငွေကိုကတန်ဖိုးထားတယ်ငွေကိုတန်ဖိုးထားတာဖြစ်တဲ့အတွက်ကြောင့်ငွေကလည်းကိုယ့်ဒီမှာမြဲတယ်ငွေကလည်းကိုယ့်အပြင်မှာတန်ဖိုးထားတယ်ပေါ့နော်အဲ့လိုမျိုးလေးရှိတယ်အဲ့ဆိုတော့ငွေကြေးပိုင်းနဲ့ပတ်သက်လို့အကယ်၍များကိုကဒါလေးတွေပေါ့နော်ဒါလေးကိုသိထားရမယ်ပေါ့နော်ဒါလေးကိုသိထားပြီးတော့မှဒါလေးကိုလိုက်ပြီးတော့မှလုပ်ကြည့်ပါကျွန်တော်အကြံပေးပါတယ်ဒါလေးလုပ်ကြည့်ဖို့အကြံပေးရဲဒီချာလေးလုပ်ကြည့်ပါအရင်ကကောင်းပါတယ်တီးတတလေးအလိုငွေမြဲခဲ့သလိုခံစားရတယ်လုံးဝငွေမဝင်လာဘူးဆိုတော့မှကိုယ့်ဒီမှာရှိတဲ့ငွေလေးတွေအလေလွှဲမဖြစ်တော့ဘူးပေါ့နော်ဒီလိုမျိုးလေးဖြစ်ပါတယ်နောက်တစ်ခုငွေကြေးပိုင်းနဲ့ပတ်သက်လို့ကငွေကြေးသုံးဆွဲတဲ့နေရာမျိုးမှာအရင်ကတတိထားမှာတခုရှိတယ်ဘာလဲဆိုတော့ကျွန်တော်တို့အပေါ်ပစ္စည်းတွေဝယ်မိတာမျိုးပေါ့အပေါ်ပစ္စည်းတွေဝယ်မိတာမျိုးဆိုတာဥပမာကိုအတုံးမလိုပဲနဲ့အဲ့လိုဝယ်မိလိုက်တဲ့ပစ္စည်းတွေပေါ့ဥပမာကျွန်တော်စူပါမားကတ်တစ်ခုသွားလို့ဆိုရင်ကိုဝယ်ချင်တာတခြားဒါမှမဟုတ်ရှင်တခြားပစ္စည်းတွေပါလာစသဖြင့်ဒါလေးရောက်နေလေးတလိုလေးရောတတိထားပါနော်နောက်ထပ်ငွေဝင်စေမဲ့ရတရားတွေတစ်ခုရှိတယ်လူတိုင်းဒီပါလိုက်ပြီးတော့မှလုပ်လို့ရတယ်ဒါလေးကကျွန်တော်အရင်လေးရိုးရိုးရှင်းရှင်းရတရားလေးတစ်ခုပေါ့နော်ဘယ်လိုလေးလဲဆိုတော့ကျွန်တော်ရင်ကောင်းဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ပထမဦးဆုံးကြက်ပြားစီတွေတစ်စီလို့ကြက်ပြားစီလေးငါးမှုစီပဲဖြစ်တစ်ခုပေါ့နော်အကျွေစီလေးပေါ့ကြက်ပြားစီတွေတစ်ခုလိုပါတယ်အဲ့အကျွေစီလေးကိုကျွန်တော်ဘာလုပ်ရမှာလဲဆိုတော့ဖန်ခွက်လေးတစ်ခွက်လေးတွေကိုအဲ့အကျွေစီလေးထည့်ပြီးရနဲ့အပေါ်ကနေရေးလေးလောင်းတဲ့ငါလုံးထဲမှာမြင်မယ်ထင်တယ်နော်ဖန်ခွက်လေးတစ်ခွက်ပြီးအကျွေစီလေးပြီးလို့ရှိရင်ရေထည့်ထားတဲ့ဟာလေးငါလုံးထဲမှာမြင်တာပဲထင်ပါတယ်အဲ့ဒါလိုအရာမျိုးတွေကိုကျွန်တော်ဘာလုပ်ရမှာလဲဆိုတော့ကိုယ့်အိမ်ကဖះမြတ်စွာဘုရားမှာကတ်ပေးရမှာအကယ်၍ဘာလာကြဘာညာဖြစ်နေမယ်ဆိုလို့ရှင်လဲသပွဲကုံနေရာတစ်ခုခုထောက်မှာပေါ့နော်ကတ်ထားပြီးပေါ့နော်သပွဲကုံလေးတင်ထားပေါ့နော်တင်ထားပြီးတော့မှကျွန်တော်ဆူတောင်းလို့ရတယ်ငွေဝင်ပါစီချောင်းကျွန်တော်ဆူတောင်းလို့ရပါတယ်အဲ့လိုမျိုးလေးလုပ်မယ်ဆိုလို့ကျွန်တော်ငွေတီးတတလေးဝင်လာခဲ့ပါတယ်ဒါမှမဟုတ်ရှင်လဲအရေးကြီးကိစ္စရှိတဲ့အခါမျိုးမှာဒီလိုရတရားလေးလုပ်ပြီးတော့မှဥပမာအကျွေးပါသွားတောင်းတာမျိုးအကျွေးတောင်းငွေတောင်းလုံးဝရပါတယ်ဒါလေးဆိုလို့ရှင်လဲအဆင်ပြေပါတယ်ဘာလို့ဆိုတော့ကျွန်တော်တို့က
ငွေကြေးပိုင်းနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ကဆွဲဆောင်ရတာငွေဝင်လာအောင်ဆွဲဆောင်ရတာမျိုးငွေဝင်လာအောင်ဆွဲရတာကျွန်တော်တန်လိုက်တုံးကိုသိကြမယ်ထင်ပါတယ်တန်လိုက်တုံးမှာဆိုလို့ရှိရင်ကျွန်တော်တို့အဖို့နဲ့အမနဲ့ရှိတယ်အမဘက်ကနေမှဆွဲတယ်အဖို့ဘက်ကကျွန်တော်တွန်းကန်တယ်စသဖြင့်ကျွန်တော်လူမှလည်းအဖို့တက်နဲ့အမတက်ဆိုတာရှိတယ်ယောက်ျားလေးအဖို့တက်နဲ့မိန်းကလေးအမတက်ဆိုပြီးမှရှိတယ်ကျွန်တော်လက်ချောင်းလေးတွေမှာလည်းအဖို့တက်နဲ့အမတက်ဆိုတာရှိတယ်ကျွန်တော်ဒီညာဘက်လက်ကကျွန်တော်တို့အဖို့တက်ကိုစောင်းတယ်သူကပေးတာဘယ်ဘက်လက်ကကျွန်တော်တို့အမတက်ကိုစောင်းတယ်သူကယူတာအဲ့ဆိုကိုစီကိုငွေဝင်လာစေခြင်းနဲ့ဆိုလို့ရှိရင်ဘယ်ဘက်လက်လေးကိုအသုံးပြုရတယ်အဲ့ဆိုကျွန်တော်ငွေဝင်စေခြင်းနဲ့ဆိုဘယ်လိုလုပ်ရမလဲဆိုရင်ကြက်ပြားစီလေးတစ်စီကိုဘယ်ဘက်လက်ကလေးကနေကင်ပြောမှကျွန်တော်ဆူတောင်းကြည့်ရမျိုးလေးတွေလုပ်လို့ရတယ်နော်နောက်တစ်ခုကပတ်ဆိုင်ထဲမှာကျွန်တော်ပတ်ငွေသားရေးထည့်ထားမယ်ထင်ပါတယ်အဲ့ပတ်ဆိုင်ရေးလေးကိုလည်းကျွန်တော်ရိုးရိုးသေးသေးလေးထားမယ်ထင်ပါတယ်အဲ့ကျွန်တော်ပတ်ဆိုင်အိတ်ကိုကျွန်တော်ကင်တွယ်ပြီးတော့မှကိုယ့်ရဲ့ဘယ်ဘက်လက်လေးနဲ့ငွေဝင်ပါစေဆိုပြီးမှအဲ့လိုမျိုးလေးချွေရမ်းပြီးမှဆူတောင်းတာမျိုးလေးဒါမျိုးလေးဆိုလို့ရှိရင်လည်းအဆင်ပြေတကယ်ကိုလုံးဝလွယ်လွယ်ကူကူရိုးရိုးရှင်းရှင်းပေါ့ပလေးလုပ်ရမယ့်ရတရားမျိုးတွေကိုကျွန်တော်ပြောတာနော်အဲ့ဒါမျိုးဆိုတော့ကျွန်တော်ခုနပြောတဲ့ရတရားလေး try ကြည့်လို့ရတယ်ပြီးတော့ကြက်ပြားစီလေးကိုလည်းကျွန်တော်ဘယ်ဘက်လက်ကနေကင်ပြီးတော့မှငွေဝင်စီကြောင်းဆူတောင်းလို့ရတယ်ကြက်ပြားစီကိုဖန်ဝက်တဲ့ထဲပြီးရေထဲပြီးဖျားမှာကပ်ပြီးတော့မှလည်းဆူတောင်းလို့ရတယ်အချိန်ကတော့ကျွန်တော်9နှစ်ဝန်းကျင်အောင်9နာရီပဲလုပ်ပေါ့ဗျာနော်အဆင်ပြေလို့လေးပေါ့အဆင်ပြေတဲ့ချိန်မှာအဆင်ပြေတွေလုပ်ပါရတယ်အဓိကကျွန်တော်ပေါ့ပါလေးနဲ့ရိုးရှင်းရှင်းလေးလုပ်ရမယ်ဆိုရင်အဆင်ပြေနောက်ထပ်ရတရားနီလန်းတစ်ခုရှိပါသေးတယ်ဘာလဲဆိုတော့သူကပြောမိတာဘာလို့မှလဲဆိုတော့ညာဘက်လက်နဲ့ဘယ်ဘက်လက်နဲ့ပေါ့နော်ကျွန်တော်တို့ဥပမာတယောက်ကနေပြီးမှကိုယ်ပတ်စံလာပေးရဆိုလို့ရှိရင်ဥပမာကိုတယောက်ကကိုယ်ပတ်စံလာပေးရဆိုပါတော့ပေးရဆိုရင်ကျွန်တော်ကညာဘက်လက်နဲ့မယူနဲ့ဘယ်ဘက်လက်နဲ့ယူဘယ်ဘက်လက်နဲ့ယူလိုက်ဘာလို့ဆိုတော့ကျွန်တော်ရှေ့မှာပြောခဲ့တယ်ဘယ်ဘက်ဆိုတော့အမှားတက်ဆွဲဆောင်တာပတ်စံကိုယ်ဒီလာသေးတယ်ကိုယ်ထက်ဟုတ်တယ်နော်ကျွန်တော်တို့တစုံတယောက်ကိုကဥပမာပစ္စည်းတစ်ခုဝယ်လို့မလို့ပတ်စံပေးရပြီဆိုရင်ညာဘက်လက်နဲ့နှုတ်မှာပေးညာဘက်ဆိုတာအဖို့တက်သူကပို့လွတ်တာအမတက်ကလက်ခံတယ်အဲ့ကြောင့်ကျွန်တော်ကပတ်စံကိုဘယ်ဘက်လက်လေးနဲ့ယူပြီးတော့မှအိတ်ထောင်လေးထည့်မယ်ဘယ်ဘက်ဆိုတာအမတက်တန်လိုက်တက်ဆွဲငင်တယ်ပတ်စံကိုဆွဲငင်ထားတာအိတ်ထဲမှာထည့်တာပတ်စံငွေမြဲစီတယ်ပတ်စံကိုဆွဲငင်ထားတာအကယ်၍အဲ့နေရာမှာပတ်စံငွေယူတဲ့နေရာမှာကျွန်တော်ညာဘက်လက်ကြီးနဲ့သွားယူလိုက်မယ်ဆိုရင်ညာဘက်ဆိုတာအဖို့တက်လာတဲ့ပတ်စံကိုကျွန်တော်ပြန်တွန်းလိုက်သလိုဖြစ်သွားတာငွေရဲ့ကိုမတော့ရဘဲနဲ့ကုန်သွားမျိုးဖြစ်တယ်လေကိုမတော့ရဘဲနဲ့အဲ့လိုတခြားသူတွေတော့ငွေကုန်နေရမျိုးတွေတို့အဲ့လိုမျိုးကိုလည်းမတော့ရဘဲနဲ့ပေါ့နော်ငွေကုန်နေရမျိုးတွေဖြစ်တယ်လေတိတတငွေထွက်သွားတာမျိုးတွေဘာညာတွေပေါ့နော်ဒီလိုမျိုးလေးလည်းဖြစ်တယ်လေအဲ့ဒါဆိုတော့ဒီကောင်လေးတွေကိုလည်းသတိထားပါဘယ်ဘက်နဲ့ညာဘက်လက်မဲ့သဘောပေါက်မယ်ထင်ပါတယ်အဲ့ဒါလေးကိုလည်းသတိထားပါပြီးတော့အဲ့လိုမျိုးကိုယ့်ရဲ့ပတ်စံထဲမှာပေါ့နော်ဒီလိုပတ်စံတရွက်တစ်ခုခုပေါ့နော်အဲ့လိုမျိုးပတ်စံတစ်ခုကိုလည်းကျွန်တော်အဆောင်အနေနဲ့သုံးလို့ရတယ်ဒါလေးကကျွန်တော်တို့အင်းနေပါဆွဲပြီးတော့မှပတ်စံထဲမှာအဆောင်လေးသုံးရတာဆိုတော့ဒါလေးကတော့လူတိုင်းလိုက်လို့ရမှာမျိုးတော့မဟုတ်ဘူးပေါ့နော်နီးလိုင်းလေးကိုပြပြလာပါအဲ့လိုမျိုးကျွန်တော်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ပတ်စံထဲမှာအမြဲတမ်းပါတယ်ပိုးကြောင်းခံပတ်စံဆွဲပြီးတော့မှအင်းလေးဆွဲပြီးတော့မှထည့်ထားတာပေါ့နော်အဲ့လိုမျိုးရှိပါတယ်ဒါလေးကအဆောင်နေပါညာလေးပေါ့နော်အဆောင်နေကြောင်းလို့ကျွန်တော်မပြောတော့ကျွန်တော်ပြောမှာကငွေဝင်စီမဲ့ရတရားလေးရိုးရှင်းရှင်းပေါ့ပါလုပ်လို့ရမယ့်ရတရားလေးပေါ့အဲ့ဆိုကျွန်တော်ရှေ့ကပြောသွားတဲ့ရတရားလေးကိုတခြားလေးလိုက်မှလုပ်ကြည့်ပါတခြားလေး try ကြည့်ပါလုံးဝကြီးပေါ့နော်လုံးဝကြီးငွေမဝင်ခဲ့ဘူးဆိုရင်တော့မှတနည်းမဟုတ်တနည်းနဲ့တော့အစင်တော့ပြေးနိုင်ခြင်းရှိပါတယ်ရတရားလေးကောင်းပါတယ်လုပ်ကြည့်ပါအဲ့လိုရှိပါတယ်အဲ့ဆိုတော့ဘာပြောတာရှိသေးလဲထွေမျိုးတော့မရှိတော့ဗျာအဲ့တော့ကျွန်တော်ဒီနေ့ပြောချင်တာတက်လောက်ပဲငွေကြီးပိုင်းနဲ့ပတ်သက်ကျွန်တော်ရှေ့ကပြောခဲ့တဲ့ tip လေးတွေကိုလည်းတခြားလေးလိုက်ပြောမှလုပ်ကြည့်ပြီးရင်ကျွန်တော်ရှေ့ကပြောခဲ့တဲ့ရတရားလေးကိုလည်းတခြားလေးလိုက်မှလုပ်ကြည့်ပါအားလုံးပဲအဆင်ပြေကြပါစေတကယ်လည်းအဆင်ပြေပါလိမ့်မယ်နော်ကျွန်တော်တခြားလေးလုပ်ကြည့်ပါကျွန်တော်နောက်နေ့မှာလည်းငွေကြီးနဲ့ပတ်သက်တဲ့ရတရားလေးတင်ဖို့ရရှိမယ်ဒါပေမဲ့ကျွန်တော်ကအချိန်လေးခါကြည့်ရသေးရဆိုတော့နည်းလေးတော့ပြန်မှသုံးသပ်လိုက်အောင်မယ်ပေါ့နော်အဆင်ပြေပါပါအားလုံးပဲကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်နေ့မှာဗီဒီယိုလေးဆက်ပြီးမှတင်ပြရလေးရှိပါသေးတယ်အားလုံးပဲတက်တာပါကျေးဇူးပါ